ကဲချစ်လေးတို့ကြီးတုံတုံမတယောက်နာမည်တွေအရန်ကြီးနေတာဒီမှာကျုံပေတိုင်းကသူ့ကိုတင်ထားတာနော်ဒီမှာဆိုလို့ရှိရင်ဆရာမဂျူးဆိုတဲ့ဒီပေတဲ့ကစတင်ထားတာကျပေတိုင်းကတုံတုံကိုကျအရန်ကိုမှအားတွေကြားလို့ဆိုပြီးတော့တင်ထားကြတာနော်တချို့လူတွေကလည်းတုံတုံကိုတဲ့ဟိုကအမေရိကန်ကဖေဖေကတိန်း100ကျော်ဘိုးတော်မှာ surprise တိုက်လိုက်တာတိန်း100တော့မကျော်ပါဘူးကျွန်တော်သမီးကဘန်းငွေဘယ်လောက်လဲဘန်းငွေ9000 6000ဆိုလို့ရှိရင်မြန်မာငွေဘယ်လောက်လဲဆိုတော့မသိဘူးနော်မြန်မာငွေဘယ်လောက်လဲတော့မသိဘူးဒါပေမဲ့100ကျော်သွားတယ်ဆိုတာကတော့တုံတုံတယောက်တည်းတော့မဟုတ်ဘူးသူတို့ကရောတွက်လိုက်တာလားကျွန်တော်ကစိတ်တော့မစူးနဲ့တော့ဟိုပေကိုပောက်ခဲ့ရတယ်လိုက်တင်တယ်လို့ပြောတာမဟုတ်ဘူး100တော့ကျော်တယ်ဒါပေမဲ့ကျွန်တော်တငယ်ချင်း iPhone အခုပါလဲ7 Pro Max အဲ့ဒါနဲ့ဆိုလို့ရှိရင်တော့100ကျော်တယ်ဒါပေမဲ့သူတို့2ယောက်ပေါင်းလဲဆိုတော့100ကျော်သူတို့ကစုရီလိုက်တာနေမှာပေါ့ဒါပေမဲ့နာမည်ကြီးထမင်းကဖြစ်နေပါဆိုတုံတုံတယောက်တည်းတော့100မဟုတ်ပါဘူးဘယ်လောက်လဲတော့မသိဘူးဘတ်ငွေ6000ဆိုရင်မြန်မာငွေဘယ်လောက်လဲဗျာတွက်ကြည့်ပေါ့နာမည်ကြီးနေတာကျွန်တော်လည်းဝမ်းသာလိုက်တာနော်ကျွန်တော်လည်းဝမ်းသာလိုက်ဒီဟာကိုကျွန်တော်လှုပ်ထားတာကြာပြီလွန်ခဲ့တဲ့တစ်လားလောက်တည်းကွာတစ်လားလောက်တည်းကွာပေတွေကမျိုးစုံနေဗျာပေတွေမျိုးစုံနေတင်ကြတာဝမ်းသာတယ်ပြီးကြလို့ရှိရင်ဟိုသူများတွေဗျာအောက်မှာရေးကြတာမှလေရေးကြတာဟာဘဝမှာတဲ့တုံတုံကိုအားကြလိမ့်မယ်လို့တဲ့တခါမှမထင်ခဲ့ဘူးတဲ့ဘောတွေးတော့မတွေးမိခဲ့ဘူးပေါ့နော်အခုတုံတုံကိုအားကြနေကြတယ်ပေါ့တချို့လူကြလဲဘဝမှာခွေးဖြစ်ပါစေလို့တော့လဲဆူတောင်းခြင်းမိလာပြီတဲ့အဲ့ဒါကျွန်တော်သမီးဖြစ်လို့ဒီလိုမျိုးတွေခံစားခွင့်ရှိမှာတခြားကလေးတွေဆိုလို့ရှိရင်ဒုက္ခရောက်တဲ့ကလေးတွေမှာအများကြီးရှိတယ်ကျွန်တော်လဲဝမ်းသာတာပေါ့လို့ပေတိုင်းကတင်ထားကြတာပေါ့လေအောက်ကကောမန်တိုင်းနေမှာတော့ကျွန်တော်ကြည့်တာတော့တုံတုံကိုအားကြရလိမ့်မယ်လို့ထင်တော့မထင်ရောဘဝမှာခွေးကိုအားကြလိမ့်မယ်ထင်တော့မထင်ခဲ့ဘူးဆိုပြီးတော့ဟိုပြောတာမျိုးစုံပေါ့ဗျာဝေဖန်မှုတွေရောဟာပြောဆိုမှုတွေရောအရန်ကူမဝမ်းသာရပါတယ်လို့တင်ပေးတဲ့ပေတိုင်းကိုလည်းကျေးဇူးတင်ပါတယ်လို့ကျွန်တော်လည်းလုံးဝမသိဘူးလုပ်တိရှုပ်နေတာနဲ့အခုသူများတွေပို့လာပြီးတော့မှဟာအများကြီးပဲအများကြီးကျွန်တော်ဟိုကမစေ့ထားတဲ့ဟာတွေအများကြီးရှိသေးတယ်နော်ဒါပေတိုင်းကနေတင်တာကျွန်တော်သမီးလေးတယောက်အမလီနာမည်ကြီးနေတာတုံတုံလေးတယောက်ကျေးဇူးတင်ပါတယ်လို့လူတိုင်းကဒီလိုချစ်ခင်ကြတယ်အားကြကြတယ်ဆိုရင်ကျွန်တော်သမီးလေးကိုကျွန်တော်တကယ်ချစ်တာကြာနှစ်ကတကယ်ချစ်တာပူတယ်ဖြိုးမယ်လीကျွန်တော်ကတော့ကြာခွေးမှန်းသိတယ်ဒါပေမဲ့ကျွန်တော်သမီးကိုကျွန်တော်ကလူလေးလိုမျိုးကိုယ့်ရဲ့သားသမီးလေးကိုချစ်တဲ့အတွက်မလို့အကုန်စားရလိုက်လုပ်ပေးနေတာပြောလို့ရှိရင်လေယူတယ်လို့ထင်သွားမှာတုံတော့အများကြီးလုပ်ပေးထားရရှိသေးတယ်ဒီနည်းနည်းလေးကိုဒီလောက်တောင်ဖြစ်နေတယ်ဆိုကျွန်တော်အဲ့ဒါတွေပါချပြရင်ကျွန်တော်ဒီကောင်ယူနေလားဆိုပြီးတော့ထင်သွားလိမ့်မယ်သိလားချစ်လေးတို့ချပြအောင်မယ်ဘာလို့သူများကြီးလည်းအပျော်ကူးဆက်အောင်လို့တုံတော့လှုပ်ထားလိုက်အများကြီးရှိသေးတယ်ချစ်လေးတို့ကိုချပြပေးအောင်မယ်တချို့က